first time ticketing experience မှာဘယ်လောက်တောင် trauma ရခဲ့လဲဆိုတာလေးပြောပြမယ်အားလုံးအကုန်လုံးတော့မသိလောက်သေးဘူးဆိုပေမဲ့ EOR BTS fan အကြီးစားกว่าသေးလားအဲ့ဒါသူတို့ရဲ့ဒီနေ့ဒီဇင်ဘာမှာလာပြီးတော့ဘန်ကောက်မှာလာမဲ့ဝါတိုတွားကြည့်ချင်တာပေါ့နော်အစကတစ်ကတ်ကိုစားပဲအလိုက်မယ်ဆိုပြီးတော့စဉ်းစားပြီးတော်တော်များများကလည်းဘေစုံရဲ့ရယူမှာလက်ခံမယ်ဆိုတော့ဘေစုံရဲ့ရဆိုရင်တော့ကိုယ်တိုင်ဝင်လူလဲရလောက်မယ်ထင်ပါတယ်ဆိုပြီးတော့ membership လည်းရှိနေရနဲ့ first time ticket ဝင်လူဖြစ်သွားပါတယ်အိမ်မှာဆိုရင်တယောက်တည်းရုန်းကန်နေရမယ်အတူတူ emotional support တွေလည်းလိုအပ်တာနဲ့တငယ်ချင်းအိမ်ကိုလာပြီးတော့လက်မှတ်လာလို့ရှိမှမြင်ခဲ့တဲ့အတိုင်းပါပဲတငယ်ချင်းကတော့အစွမ်းကုန် support ပါတယ်ရှိသမျှတရားတွေအကုန်ဖွင့်ပြီးတော့ကို support တာပါ ticket master website ကြီးတွေကို8:45ခရီးဝင်ဆောင်နေရပါတော့အခုကတော့ကောက်နောက်ရည်နေပါပြီတကယ်တိလား first time ဆိုတော့လေဘာပြင်ဘာလာမယ်ဆိုတော့ကြည့်ထားပေမဲ့လေအဲ့လိုတခုခုလွဲချော်အောင်အရင်စိုးရိမ်နေတာပြီးတော့အမှသူပေးတဲ့ကုတ်လေးထည့်ရတယ်ပေါ့နော်ထည့်တဲ့အရင်ဆုံး okay နေတော့မှမပြီးသေးဘူးအခုမှအဲ့ဒါကို queue ရဖို့ဆိုပြီးတော့လေသူက10နိုင်မှစရောက်မှာဆိုတော့10နိုင်မထိုးမချင်းအဲ့ queue ရဖို့ကိုတန်းစီပြီးစောင့်ရတော့မှ queue ရပါပြီ queue ရလဲလေရှိမှဘယ်နှစ်ယောက်ရှိပါရဲဆိုပြီးတော့မပေါ်ဘဲနဲ့အဲ့လိုလေးဖြည်းဖြည်းလေးလမ်းရှောင်နေတာတနေ့ကုန်ပဲအဲ့လိုနေပေမဲ့လည်းကို့မှာတော့မျိုးလင်းချက်လေးရှိတဲ့ဒီလားရလောက်မှာပါဆိုပြီးတော့ဒါမဲ့လေကို့အလဲဝယ်မဲ့အလဲလဲရောက်ရောအဲ့ဝယ်ရတဲ့နေရာကိုလည်းရောက်သွားရောအမှားတက်ကြည့်ပါတော့ရှင်ခုံကလေတခုံးမှကိုမကြမ်းတော့ဟာဒီလားဘယ်စုံနိမ့်နိမ့်ဘယ်ရက်နိမ့်နိမ့်လုံးဝအဲ့လို seat available မှာဆို0တွေပဲပုံပြတယ်တန်ရွှန်းစင်မပြတ်နိုင်နေဘူးအဲ့ဟာလေးကိုလေရတလောက်ကိုရှိနေတဲ့အချိန်လေးမှာတော့အကုန်လိုက်ရှာကြည့်ခဲ့တယ်ဒါပေမဲ့လည်းမရခဲ့ပါဘူးဒါပေမဲ့လည်းမလျှော့တော့ဆွဲဖြင့်နောက်တရက် trip.com စီမှာ try ပြီးတော့ရခဲ့ပါတယ်ရှင်သူကလေတခြား package လေးနဲ့တွဲဝယ်ရပြီနဲ့ကိုကဘာ service အပေါ်မှာထပ်မရဘဲနဲ့ reseller ကိုပတ်စံနေအများကြီးပြီးဝယ်တာထဲဆိုင်ရင်တော့ဒီဟာလေးကတန်တယ်လို့ပုံမြင်နေပေါ့နော်အမီတွေအကုန်လုံးလည်းတနည်းနည်းနဲ့ BTS ticket တွေရပြီးတော့ကြည့်ဖို့အခွင့်အရေးရကြပါစီလို့စမ်းမိပါတယ်ဘိုင်ဘိုင်ပါ